But if you're lucky, you find someone to be by your side. Someone who wants to share the journey with you. Someone who's there for you, even when the going gets rough. Someone who will put up with all of your madness and intensity. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ် phrasal verb လေးကတော့ put up ဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ကတစ်ခါတလေမှာလူတစ်ယောက်ကိုပဲဖြစ်ဖြစ်ခြေနေတစ်ခုကိုပဲဖြစ်ဖြစ်ကိုယ်သဘောမကျလဲသီးခံရတာမျိုးရှိတယ်မလားအဲ့ဒါမျိုးကို put up with လုပ်တယ်ဆိုပြီးတော့ပြောတာပါသီးခံတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ I don't know how she puts up with her arrogant boss every day သူ့ရဲ့မောင်းမာတဲ့တထေးကိုဘယ်လိုသီးခံနေမှန်းကိုမသိတော့ဘူးဆိုပြီးတော့ဖြစ်သွားတာပါနောက်ထပ်ဥပမာတစ်ခုပြောရမယ်ဆိုရင်တော့ we have to put up with lots of noise during the apartment renovations တိုက်ခန်းပြင်နေတော့မှငါတို့စူညံစံတွေကိုခံရမယ်တီးခံရမယ်ဆိုပြီးတော့ပြောသွားတာပါရုပ်ရှင်လေးထဲမှာတော့ပါစီကသူ့ရဲ့တကယ်ချင်းမင်္ဂလာဆောင်မှာစကားတွေပြောတာပေါ့ကံကောင်းရင်တော့မင်းဘေးမှာရှိတဲ့လူတစ်ယောက်မင်းရဲ့ဘဝခီကိုအတူသွားမဲ့လူတစ်ယောက်မင်းအတွက်ရှိနေပေးမဲ့လူတစ်ယောက်မင်းရဲ့စိတ်ခံစားချက်ပြင်းထန်တာတွေပောက်တက်ခဲ့ရတွေကိုတီးခံပေးမဲ့လူတစ်ယောက်ရှာဖွေတွေ့ရှိပါလိမ့်မယ်ဆိုပြီးတော့ပြောသွားတာပါရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦး But if you're lucky, you find someone to be by your side. Someone who wants to share the journey with you. Someone who's there for you, even when the going gets rough. Someone who will put up with all of your madness and intensity. phrasal verb ကတခြား phrasal verb တွေလိုမဟုတ်ဘဲနဲ့သုံးလုံးအောင်ပါနေတာကိုသတိထားမိကြမယ်ထင်ပါတယ်နှလုံးမဲ့ပါတဲ့ phrasal verb တွေမှာတော့ object ကို verb နဲ့ preposition ကြားကိုထည့်ပြီးတော့သုံးလို့ရပါတယ်ဒါပေမဲ့ဒီမှာကတော့သုံးလုံးအောင်ဖြစ်နေတယ်ဆိုတော့အဲ့လိုမျိုးသုံးလို့မရပါဘူး I can't put this noise up with ဆိုပြီးတော့လို့မရပါဘူး I can't put up with this noise ဆိုပြီးတော့သုံးလုံးကိုမခွဲဘဲနဲ့ဒီတိုင်းသုံးရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်